မင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကတော့တောင်ကိုရီးယားနိုင်ငံဂယောင်ဂျူးမြို့မှာရှိတဲ့ Jeonseondae လို့ခေါ်တဲ့နက္ခတ္တရကြီးမျှော်စင်အကြောင်းပဲဖြစ်ပါတယ်တောင်ကိုရီးယားနိုင်ငံကိုအလည်ပတ်လာရောက်မယ်ဆိုရင်တော့ဒီနေရာလေးကိုမဖြစ်မနေလာရောက်ဖို့ဖိတ်ခေါ်ပါတယ်ဗျလာရောက်မလည်ပတ်ရသေးတဲ့သူများလည်းလာရောက်လည်ပတ်ဖို့ဖိတ်ခေါ်ပါတယ်အခုမြင်တွေ့ရတာကတော့ Jeonseondae ကိုတည်ဆောက်ခဲ့တဲ့ဘုရင်မဆွန်အောက်ရဲ့ဂုဏ်ပြုသောအဖြစ်ပြုလုပ်ပေးတဲ့ပွဲလေးတွေဖြစ်ပါတယ်။စနေသို့မဟုတ်တနင်္ဂနွေမှာတစ်ချိန်တစ်ခါမြင်တွေ့ရပါတယ်။ကျွန်တော်သွားတာဆို2ကြိမ်မှာ2ကြိမ်ကြုံတွေ့ခဲ့ရပြီးပါပြီ။ဂျွန်ဆောင်းတဲကိုရှင်းလာခေတ်ကစောက်ခဲ့တာဖြစ်ပါတယ်။ရှင်းလာနိုင်ငံဘီယမ်မဆွန်အောက်ကဥချုပ်ခဲ့တဲ့ခရစ်နှစ်632ခုနှစ်ဝန်းကျင်မှာတည်ဆောက်ခဲ့ပါတယ်။ဆွန်အောက်ဘီယမ်မဟာကိုရီးယားသမိုင်းထဲမှာပထမဆုံးအမျိုးသမီးဘီယမ်မဖြစ်ပြီးသိပ္ပံသဘာဝနဲ့နက္ခဗေဒကိုအလွန်အရေးထားသူဖြစ်ပါတယ်။ဂျွန်ဆောင်းဒဲရဲ့အမည်အဓိပ္ပာယ်ကတော့ဂျွန်ကြည့်ရှုသည်စောင်းကကျဲဒဲစင်မြင်တန်းကျယ်တွေကိုကြည့်ရှုဖို့စောက်ထားတဲ့စင်လို့အဓိပ္ပာယ်ရပါတယ်။ဂျွန်ဆောင်းဒဲကိုအောက်ကနေအပေါ်အထိကြောက်တုံး28ဆင့်တိတိကျကျစီထားပါတယ်။ဒီ29ဆိုတဲ့အရေအတွက်ကရှင်းလာနိုင်ငံရဲ့ဘုရင်မဆွန်အောက်ဟာရှင်းလာနိုင်ငံရဲ့28ယောက်မြောက်ဘုရင်မဖြစ်ခဲ့တာကိုကိုးစားပြုတယ်လို့ပညာရှင်များကဆိုကြပါတယ်။ဒါဟာဒီအဆောက်အအုံဟာငါအုပ်ချုပ်မှုအောက်မှာသိပ္ပံအတွက်တည်ရှိတယ်ဆိုတဲ့နိုင်ငံရေးအမှတ်အသားတစ်ခုလည်းဖြစ်ပါတယ်။ကြောက်တုံး365လုံးတစ်နှစ်လုံးကိုကိုးစားပြုတယ်။ဂျွန်ဆောင်းထဲမှာအသုံးပြုထားတဲ့ကြောက်တုံးအရေအတွက်ဟာ365လုံးဖြစ်ပြီးတစ်နှစ်တာအတွင်းရှိတဲ့နေ့ရက်365ရက်ကိုးစားပြုတယ်လို့ယုံကြည်ကြပါတယ်။ဒါကရှင်းလာခေတ်ပြက္ခရိန်စနစ်ကိုအလွန်တိကျစွာနားလည်ထားကြောင်းပြသနေတဲ့အချက်ဖြစ်ပါတယ်။ဂျွန်ဆောင်းရဲ့အောက်ခြေဟာစတူယန်ပုံစံဖြစ်ပြီးဒါဟာမြေကြီးကိုကိုးစားပြုပါတယ်။အပေါ်ဘက်ကိုတက်လာလေစဝိုင်းပုံစံဖြစ်လာပါတယ်။ဒါဟာကောင်းငင်ကိုကိုးစားပြုပါတယ်။မြေကြီးကနေကောင်းငင်စီလူသားရဲ့လေ့လာမှုကိုပြသထားပါတယ်။အလဲဘိုးမှာမြင်ရတဲ့စတူယန်ပေါက်ဟာလူဝင်လန်းဖြစ်ပြီးအဲ့ဒီနေရာကနေအတွင်းဝင်ပြီးကျယ်တွေကိုစောင့်ကြည့်ခဲ့ကြပါတယ်။ဒါဟာလူသားကကောင်းငင်ကိုဒီထားနားထောင်နေတဲ့နေရာလိုပဲပြောရပါမယ်။ရှင်းလာခေတ်မှာကျယ်တွေကိုကြည့်ရတာဟာအလှကြည့်ဖို့မဟုတ်ပါဘူး။စိုက်ပျိုးချိန်ရာသီဥတုမိုးခေါင်ရေကြီးစစ်ပွဲဆောင်ရွက်မလားဘုရင်ရဲ့ကံကြမ္မာအကုန်လုံးကိုကျယ်ရီပေါ်မှာအခြေခံပြီးဆုံးဖြတ်ခဲ့ကြပါဖြစ်ပါတယ်။ဂျွန်ဆောင်းတဲရဲ့ဖွဲ့စည်းပုံထဲမှာ12နာရီစနစ်အလဲဘိုလူသားဆိုတဲ့အချိန်နဲ့လူကိုဆက်သွယ်ထားတဲ့အဓိပ္ပာယ်တွေပါဝင်ပါတယ်။ဂျွန်ဆောင်းတဲဟာသိပ္ပံတစ်ခုတည်းမဟုတ်ပါဘူး။သိပ္ပံနတ်ဖျားယုံကြည်မှုဘုရင်အာဏာအဲ့ဒီသုံးခုပေါင်းစပ်ထားတဲ့ရှေးခေတ်အထိမ်းအမှတ်တစ်ခုဖြစ်ပါတယ်။ယနေ့မှာဂျွန်ဆောင်းတဲဟာ National Treasure Number 31အဖြစ်သတ်မှတ်ထားပြီးကမ္ဘာအမွေအနှစ်အဖြစ်လူသားအလုံးအတွက်ထိန်းသိမ်းထားပါတယ်။ဂျွန်ဆောင်းတဲဟာကြောက်တုံး28ဆင့်ဒါမဟုတ်ပါဘူး။ဒါဟာလူသားကကောင်းငင်ကိုနားထောင်နိုင်တယ်လို့ယုံကြည်ခဲ့ရတဲ့သမိုင်းရဲ့အသက်ရှူသံမှာဒီနေရာမှာအတိတ်ကလူတွေကျယ်တွေကိုကြည့်ပြီးအနာဂတ်ကိုမေးခဲ့ကြရတယ်။အဲ့ဒီမေးခွန်းတွေကယနေ့အထိကြောက်တုံးတွေထဲမှာတိတ်လေးကြံနေသေးပါပဲ။ခုကတော့ကျွန်တော်တွားရောက်လည်ပတ်ခဲ့တဲ့တောင်ကိုရီးယားနိုင်ငံဂယောင်ဂျူးမြို့မှာရှိတဲ့ဂျွန်ဆောင်းဒဲလို့ခေါ်တဲ့နက္ခတ္တရကြီးမျှော်စင်ပဲဖြစ်ပါတယ်ဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါစေနောက်ဗီဒီယိုများမှာပြန်လည်တွေ့ကြပါမယ်အားလုံးဘိုင်းမယ်ပါခင်ဗျာကျေးဇူးတင်ပါတယ်